ခွဲထားအဲ့တော့မနက်နေ့လေညနေပေါ့နော်ကိုကြိုက်တဲ့အစားအစာကိုလာပြီးတော့ဒီမှာတိုက်တူစားလို့ရညနေဆိုလို့ရှိရင်ဒီညမှာဟိုကအကင်နဲ့စားလို့ရတဲ့ဟာမျိုးရှိတယ်တော့ရိုမန်တစ်နော်မွေးနေ့လို့အရင်မှာဒီဆိုင်လေးရတယ်မွေးနေ့ကိုဗဒီ surprise ကိုပြီးလို့ရှိရင်ဟို propose လုပ်တာမျိုးပါလို့ဆိုတော့ဒီကံလေးခင်းမှာတိတိအုပ်ကလေးနဲ့အဲ့လိုမီးလေးအစားပါထုံးပြီးတော့စားတော့ question နဲ့အဲ့လို propose လုပ်လို့ရတယ်ပြီးတော့လေများချင်ပြီးလို့ရှိရင်ဒီတိုင်းတော့ချလိုက်တယ်ဟောအဲ့တော့ချလိုက်ပြီတော့ချကျောင်းသားရဲ့ရတာဘယ်လိုနေလဲဆိုပြီးတော့လေဒီနေ့လည်းလည်းစားလိုက်လို့ရှိရင်လည်းနည်းနည်းမဆဆက်လေးဖြစ်တယ်မဆက်လေးဖြစ်ပြီးတော့မှအသားလေးကနည်းနည်းပျော်စင်းသွားတယ်ဟုတ်ကောတဲ့အဲ့ဒါကင်းလို့ညာဟာဟုတ်လားဟုတ်တိုင်လာကင်းလို့လည်းရတယ်ဘာမှမဟုတ်ကင်းလို့စားပြီးဆေးရောက်မှာတော်တော်လုံးကပေးရတယ်လမ်းပြန်လာမဟုတ်လေပထမထောက်လို့ဖြစ်တာနေမှာပါဒုတိယထောက်ကြရင်အစီရောဒါချစ်ချီယာချီယာမနကြလည်းမတည့်တဲ့ကင်းလို့လေငါ့ကြောင့်မတည့်ချင်အောင်ဟာဆိုပြီးတော့ဟုတ်เราการเรียนเนี่ยนะฮะเรียนอะไรเนาะตัวไหนเนาะเรียนอะไรต่างๆมั้ยตัวเนี่ยมั้ยแม่บ้องကောင်းတယ်แม่บ้องဘယ်တော့ထိုးပေါင်းတာ这个每一站里呢要帮他